ပြောင်းပြီးမယ်နှလုံးသားထဲမှာအချစ်ဆုံးကိုဘယ်လိုမှမမေ့နိုင်ဒီလားအိမ်မချိန်နဲ့မှတွေ့ပြီးမယ်ဒီလိုတဲ့အခါဝေပြောင်းသွားမှတကယ်နှမျောမိတယ်ဒီလားချစ်ရတဲ့သူကိုဒါရီတော့ပြောခွင့်ရရင်ရှင်တော်ရမလားရှင်တော်ရမလား